ဒီလောက်စားကောင်းတဲ့ဟင်းကိုတဲ့အခုမှဘာလို့ချက်ကျွေးတာလဲတဲ့တအိမ်လုံးကရှင်ကျမကိုရနေတွေ့နေကြတယ်ဟုတ်ပါတယ်ကျမလည်းစားဖို့တိတ်မကြသေးဘူးနော်ဘေးအိမ်ဟန်အန်ဒီကလေဒီဟင်းလေးကိုလာဖို့တော့ကျမအရန်ကြိုက်သွားတယ်ရှင်အဲ့ဒါကြောင့်မို့နော်အစားကောင်းစားရရင်ကိုချစ်တဲ့သူတွေကိုတတိရတယ်တဲ့ဆိုတော့တိတ်မှန်တယ်နော်အဲ့ဒါကြောင့်မလို့ကျမလည်းကောင်းကောင်းစားရတော့ကျမဒီလိုမျိုးကောင်းကောင်းလေးကိုချက်ကျွေးချင်တယ်ပေါ့နော်အဲ့ဒါနဲ့ကျမကချက်နီးလေးမေးပြီးတော့လိုက်ချက်ကြည့်တာပါရှင်အခုပေါ့နော်ဒီလိုလေးချက်ကျွေးလိုက်တော့တအိမ်လုံးကကြိုက်ကြတယ်တိလားရှင်တို့လည်းလိုက်ပြီးချက်စားကြည့်နော်ချမောင်ဘူးကိုလေရေဆေးတွေကပေါ့နော်ချမောင်ဘူးလေးတွေကိုကိုလက်ကလေးနဲ့ခြေထားပေးနော်အဲ့ဒါချက်ပို့ပြပေါ့နော်ချက်ရတာအဆင်ပြေပါတယ်ရှင်ချမောင်ဘူးကချမောင်လိုမျိုးပဲအချင်းတက်ဆူးတယ်ပေါ့နော်အဲ့လိုအချင်းအရန်မကြိုက်ဘူးဆိုတဲ့သူတွေကမြင်ငပိကိုများများလေးသုံးတော့မမကြီးကတော့နည်းနည်းချင်းချင်းလေးစားချင်လို့မြင်ငပိကိုအနည်းငယ်ပဲသုံးထားပါတယ်ပစုံထဲတဲ့နေရာမှာပစုံအရင်ဆုံးစားဆွနေနေပြီးတော့လှော်ထားပေးရတယ်နော်လှော်ပြီးသားကိုနောက်ဆုံးကျမှထပ်ထည့်ပါတယ်ရှင်ကဲမမကြီးရဲ့ချက်နီးလေးအတိုင်းကြည့်ပြီးတော့လိုက်ချက်စားကြည့်နော်တကယ်ထမင်းစားလို့မိမယ်ဆိုတာကိုမမကြီးရဲ့ရဲကြီးအာမခံပါတယ်ရှင်မမကြီးရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ရှင်